ရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာ One Friday by 126ပြိုင်ပွဲကြီးရဲ့စတမမြောက်ပွဲစဉ်ဖြစ်ကျွန်တော်တို့မှာ fighter လေးတွဲလင်းထက်ပွဲတိုးခဲ့ပါတယ်ဒီပွဲစဉ်ကကျွန်တော်တို့ဟိုအရင်တွက်ဆထားခဲ့တဲ့အတိုင်းပဲအနိုင်ရရင်တွဲလင်းထက်အတွက် American dollar 3သိန်းတန်စာချုပ်ကြီးရရှိမဲ့ပွဲစဉ်ဆိုတာတော့ကျင်းတည်နေခဲ့ပါတယ်ခင်ဗျာပွဲမစခင်မှာဒီ fighter နှစ်ယောက်ကို interview လုပ်ထားရတယ်ပွဲကြိုလက်ကျင့်ပြင်ဆင်တာတွေကို video file ပြသခဲ့တယ်အဲ့တော့မှပွဲထိုးဖို့အတွက် fighter နှစ်ယောက်ဝင်းထဲကိုရောက်ရှိလာခဲ့တယ်စင်မင်းထက်ကိုတက်လှမ်းလာခဲ့တယ်ပေါ့လေဒီနေ့ပွဲမှာတွဲလင်းထက်ရဲ့အားနည်းချက်တွေကိုပြောရမယ်ဆိုရင်တော့တွဲလင်းထက်ဟာရှေ့ကပွဲတွေလောက်အကောင်းဆုံးပုံစံကိုမပြနိုင်ခဲ့ဘူးသူ့ရဲ့ပုံစံကောင်းအားလုံးဟာပျောက်ချတယ်လို့ဖြစ်နေခဲ့တယ်ပြီးတော့ဆမ်မေကိုသူကြောက်နေခဲ့တယ်ခင်ဗျပြောရမယ်ဆိုရင်ဆမ်မေရဲ့ဝါတဘာတစ်ချိန်လုံးကချန်ပီယံဟောင်းဖြစ်ခဲ့တယ်ဆိုတဲ့ဂုဏ်ပုဒ်တွေအားလုံးကိုတွဲလင်းထက်လန့်နေပုံရပါတယ်။ဘာကြောင့်လဲဆိုတော့နှစ်ယောက်ဆိုင်ပြီးထိုးလိုက်ပြီဆိုရင်တွဲလင်းထက်ကအလိုလိုနောက်ဆုတ်သွားတာကြီးပဲ။ဘယ်တော့မှမကြောက်ဘူးကျိုးဝိုင်းတောင်းကိုကတ်သွားတာတွေကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ခင်ဗျ။ပထမပွဲကြီးမှာနှစ်ယောက်ဆိုင်ပြီးထိုးတဲ့အချိန်မှာတွဲလင်းထက်ကနေဆမ်အေရဲ့မျက်လုံးကိုပေါက်ကလုတ်မိတယ်လို့ဖြစ်သွားခဲ့တယ်။နှိုက်မိတယ်လို့ဖြစ်သွားတာပေါ့လေ။အဲ့တော့ဆမ်အေဟာပွဲဆက်ထိုးလို့ရမရကိုကျိုးဝိုင်းရှိတဲ့ကျမ်းမာရေးတာဝန်ရှိသူတွေနဲ့စစ်ဆေးမှုခံယူလိုက်ရတယ်။အဲနောက်ကျမ်းမာရေးတာဝန်ရှိသူတွေကနေခွင့်ပြုလိုက်တဲ့အတွက်ဆမ်မေဟာပွဲကိုဆက်ထိုးတယ်။ပထမပွဲကြီးမှာတော့တယောက်နဲ့တယောက်အကဲဆန်းတဲ့သဘောမျိုးလောက်ပဲထိုးသွားခဲ့ကြတယ်ခင်ဗျ။ဒါပေမဲ့ပထမပွဲကြီးကိုအနစ်ချုပ်ပြီးပြောရရင်တော့ကိုရီးယားတော့ကိုရီးမာဖိုက်တာနဲ့တာတယ်လို့ထင်ခဲ့တာပေါ့လေ။အဲ့လိုနဲ့ဒုတိယပွဲကြီးစတင်ပါတယ်။ဒုတိယပွဲကြီးမှာတော့တွဲလင်းထက်ကဆမ်မေကို knock down ကြအောင်ထိုးလိုက်နိုင်တယ်။အဲ့တော့ကိုရီးလက်တွက်လိုက်တာပေါ့။ဟာဟုတ်ပြီ။တွဲလင်းထက်တကယ်တင်ပြီးကစားလာပြီဒီဘက်မှာလည်းတွဲလင်းထက်ဖြစ်ပြီလို့ထင်လိုက်သေးတယ်အဲ့ knock down ကျသွားပြီးတဲ့နောက်မှာဆမ်အေကအမတ်စင်ရွက်ခံလိုက်ရတယ်ဒီအချိန်မှာတွဲလင်းထက်ကပွဲရဲ့တန်ဖိုးရှော့ချအောင်မစင်စားပဲနဲ့တစ်ဖက်ကဆန်ရီစွတ်ထိုးလာတာကိုအပြန်အလှန်လိုက်ထိုးတာခင်ဗျအဲ့မှာဒုက္ခများတော့တာပဲဆမ်အေကဒရဂျန်တိုက်စစ်ဖွင့်ကစားလာတယ်အဲ့ဒါကိုတွဲလင်းထက်ကပွဲရဲ့တန်ဖိုးနဲ့ဆမ်အေရဲ့တန်ဖိုးရောကြသွားအောင်နှစ်ယောက်ပူးလုံးပြီးတော့အဲ့လိုလုပ်တာမဟုတ်ဘူးအပြန်အလှန်လိုက်ထိုးတာထိုးတဲ့အချိန်မှာကိုလူခံလာရတယ်အထူးသဖြင့်ဆမ်မေရဲ့ high kick အမြင့်ကန်ချက်တွေနောက်ပြီးတော့လက်သီးချက်တွေကတွဲလင်းထက်ကိုဒရဇက်ထိမှန်ခဲ့တယ်အထူးသဖြင့်ဆမ်မေရဲ့ရှေ့ကန်ချက်တွေကတွဲလင်းထက်ကိုတော်တော်လေးကိုထိမှန်တာများခဲ့တယ်ခင်ဗျအဲ့ရှေ့ကန်ချက်တွေကပဲဆမ်မေဟာအမှတ်တွေပြန်ရသွားခဲ့တယ်အထူးသဖြင့်ဒီတွဲလင်းထက်ကနေရှေ့ကန်ချက်ထုတ်ပြီးဆိုတာနဲ့ဆမ်မေကအဲ့ရှေ့ကန်ချက်ကိုအမိဖမ်းပြီးတော့သူ့ရှေ့ကန်ချက်ကိုပြန်ပြီးတွဲလင်းထက်စီကိုပြစ်လွတ်တာတွေကဒီပွဲမှာအရေးပါခဲ့တယ်ခင်ဗျအဲ့တော့ဒုတိယပွဲချီတဝက်လောက်မှာတွဲလင်းထက်ဘာဖြစ်သွားလဲဆိုတော့ကစားအားရော့ကျသွားတယ်တက်လုံးလုံးဝကျတယ်လို့ဖြစ်သွားတယ်အဲ့မှာနေပွဲအလှည့်ပြောင်းဖြစ်သွားတယ်လို့ပြောရမှာခင်ဗျဒုတိယပွဲချီပြီးခါနီးမှာဆမ်မေကအသာစီးနေထားကိုရောက်သွားခဲ့တယ်ပွဲကိုစိတ်ကြိုက်ထိန်းချုပ်ပြီးတော့ကစားလာနိုင်တယ်ဒီလိုနဲ့ဒုတိယပွဲချီပြီးတော့တတိယပွဲချီမှာအရေးပါတဲ့ပွဲအလှည့်ပြောင်းကြီးဖြစ်လာခဲ့တယ်အဲ့ဒါကတော့ဆမ်မေဟာတွဲလင်းထက်ကိုknock down ပြန်ကြအောင်ထိုးလိုက်နေတာပဲအဲ့တော့တွဲလင်းထက်အမတ်စင်ရေတွက်ခံလိုက်ရတယ်တယောက်တစ်ချိန် knock down ကြတယ်အမတ်စင်ရေတွက်ခံလိုက်ရတယ်ဆိုတော့စားတုံနေတာဖြစ်သွားပြီဒီချိန်မှာရင်ဆမ်မေကဘာအသာနေပြီလဲဆိုတော့ဒုတိယပွဲချိန်နောက်ပိုင်းမှာရှေ့ကန်ချက်ပြစ်လွတ်နိုင်တာတွေလက်သီးချက်ပြစ်သွင်းနိုင်တာတွေကအမှတ်အရအသာစီးရှိနေပြီဆမ်မေဟာအဲ့နောက်မှာတော့တွဲလင်းထက်ကိုအလဲထိုးနိုင်မလားကြိုးစားကြည့်တယ်မရောက်တဲ့အချိန်မှာအမှတ်ရဖို့ UTV ကစားသွားတယ်ကျွန်တော်ဒီဘက်မတိုင်ကပြောခဲ့ပါတယ်ဆမ်မေဟာပွဲရဲ့တန်ဖိုးနားလဲတယ်တစ်ဖက်ဖိုက်တာရဲ့အားသာချက်အားနည်းချက်ကိုတွက်ဆတတ်တယ်ပြီးတော့ပွဲကိုဘယ်လိုထိန်းချောင်းအောင်မလဲဆိုတော့ကောင်းကောင်းသိတဲ့ဖိုက်တာဖြစ်တယ်ဆိုတဲ့အတိုင်းပဲဒီပွဲမှာလည်းသူလဲထုတ်လို့မရဘူးဆိုတာသိတဲ့အချိန်မှာအမှတ်နဲ့နိုင်အောင်ဆမ်မေကပပနဲ့ကလေးလှုပ်သွားခဲ့တယ်ခင်ဗျပွဲပြီးတဲ့အချိန်မှာတယောက်ကိုတယောက်အလဲမထိုးနိုင်ခဲ့ဘူးဒါပေမဲ့ဆမ်မေကပွဲပြီးရတယ်သူနိုင်တယ်ဆိုတာသိတယ်လေအောင်ပွဲခံတဲ့ပုံစံနဲ့ကျိုးဝမ်းကိုပတ်ပြပြီးတော့သူအောင်ပွဲခံခဲ့တာတကယ်လည်းပဲအမပိတ်တန်လူတွေဆုံးဖြတ်ချက်ကိုခံယူလာတဲ့အချိန်မှာဆမ်မေကပဲအနိုင်ရသွားခဲ့ပါတယ်ဒီပွဲဟာတွဲလင်းထက်အတွက်2025ခုနှစ်ထဲမှာပထမဆုံးရှုံးနေခဲ့ရတဲ့ပွဲစဉ်ဖြစ်ပါတယ်သူ့ရဲ့ဝမ်ကစားသမားဘဝဖြတ်သန်းမှုမှာတော့ဒုတိယမြောက်ရှုံးပွဲကြုံရတာဖြစ်ပါတယ်ဒီပွဲရှုံးသွားတဲ့အတွက်တွဲလင်းထက်အနေနဲ့အမေရိကန်ဒေါ်လာ3သိန်းနဲ့စာအုပ်ကြီးနဲ့အနည်းဆုံးကိုရောက်ပြီးမှပြန်ပြီးအလံဝေးသွားပြန်ပါတယ်ရှေ့လာမယ့်ပွဲစဉ်တွေမှာတော့အားနည်းချက်တွေကိုပြုပြင်ပြီးအမေရိကန်ဒေါ်လာ3သိန်းနဲ့စာအုပ်ကြီးရှိရလမ်းစီကိုပြန်လည်ရှိတတ်နိုင်ပါစေလို့
တွေးလင်းထက်ကိုဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ